minutes to the bomb run. No fighters, no flak as yet. Hasha Yoi! Yoi! Ute! Primary is no-go. 3 passes and the aim point still obscured. Flak's accurate for altitude and getting close. Navigator, plot course southwest to Nagasaki. Tamada Harry Truman ha Potsdam မှာရှိနေချိန်မှာ Trinity စမ်းသပ်မှုအောင်မြင်ကြောင်းသတင်းကသူ့စီကိုရောက်လာပါတယ်။ New Mexico ကနေလျှို့ဝါကုန်းနဲ့ပေးပို့တဲ့ဂျေနန်းစာမှာစမ်းသပ်မှုဟာမျှော်မှန်းထားတာထက်ကျော်လွန်အောင်မြင်ကြောင်းဖော်ပြခဲ့ပါတယ်။ဒါကြောင့်ချာချီနဲ့စတာလင်တို့နဲ့အတူစပွဲဝိုင်းမှာဆွေးနွေးတဲ့အစည်းအဝေးရဲ့အတန်နာကိုပြောင်းလဲသွားစေခဲ့ပါတယ်။ Truman ဟာအခုဆိုရင်ဘုံဟာအလုတ်လုကြောင်းသိနေပါပြီ။ဇူလိုင်လ24ရက်နေ့မှာသူဟာစတာလင်ကိုအမေရိကန်ပြည်ထောင်စုမှာပုံမှန်မဟုတ်တဲ့ဖျက်ဆီးနိုင်စွမ်းရှိတဲ့လက်နက်တွေမျိုးရှိကြောင်းသမင်ဟိုတိုဟာပြောခဲ့ပါတယ်။စတာလင်ကတော့ဂျပန်တွေကိုစန့်ကျင်တိုက်ခိုက်ဖို့အတွက်တင်းတော်စွာအသုံးပြုနိုင်မယ်လို့ပြောလဲပါတယ်လို့ပြောစီနဲ့ပြန်ဖြေခဲ့ပါတယ်။သူဟာအစင်းကထမန်ဟန်တန် project ရဲ့လုပ်ဝက်ချက်တွေကိုအပြည့်အဝတည်ထားခဲ့တာဖြစ်ပါတယ်။နေ့ရက်ကြာဇူလိုင်လ26ရက်နေ့မှာ American Britain နဲ့တရုတ်နိုင်ငံတို့ကထုတ်ပြန်တဲ့ Potsdam ကြေညာချက်ထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီကြေညာချက်ကဂျပန်ကိုချွင်းချက်မရှိအညံခံမှုတောင်းဆိုခဲ့ပြီးနိုင်ငံကိုကြုံတွေ့မှာမဟုတ်ဘူးလို့ကတိပြုခဲ့ပါတယ်။ထို့သောလက်နက်ဖြုတ်သိမ်းရေးနဲ့စစ်ရဇဝဲမှုစီရင်ချက်ချမှတ်ရေးကိုတော့တောင်းဆိုခဲ့ပြီးဒီတောင်းဆိုချက်တွေကိုမလိုက်နိုင်ရင်ချက်ချင်းနဲ့ပြင်းထန်တဲ့ဖြစ်စည်းရေးနဲ့ရင်ဆိုင်ရမယ်လို့တတိပေးခဲ့ပါတယ်။တိုကျိုမှာရှိတဲ့ကွဲပြားနေတဲ့ခေါင်းဆောင်ဘက်ကအဲဆိုပါကြေညာချက်ကိုလက်ခံဖို့ထိရောက်စွာပြက်ခတ်ခဲ့ပြီးဆိုဗီယက်ဂျာဝန်စစ်ဆက်ပေးမဲ့နောက်ဆုံးမျှော်လင့်ချက်ကိုဆက်လက်ဖော်ဆောင်ရင်းတိတ်ဆိတ်စွာလိလွတ်ရှုဖို့ရွေးချယ်ခဲ့ပါတယ်။ဒါပေမဲ့ဆက်ရမြကြီးကစတင်လဲပတ်နေပါပြီ။ဇူလိုင်လ25ရက်နေ့မှာ Truman ဟာဗိုလ်ချုပ်ကာစပါရဲ့အမိန့်ကိုအတည်ပြုခဲ့ပြီးဩဂုတ်လ3ရက်နေ့နောက်ရာသီဥတုခွင့်ပြုတာနဲ့တပြိုင်နက်အတန်ဘုံတွေကိုပစ်ချဖို့ခွင့်ပြုခဲ့ပါတယ်။ပြင်မစရင်မှာဟီရိုရှီမာကိုကူရာနီဂါတာနဲ့နာဂါဆာကီတို့ပါဝင်ပါတယ်တချိန်ကစရင်ရဲ့ထိတ်ဆုံးမှာရှိခဲ့တဲ့ဂျိုတိုမျိုးကိုစစ်အတွင်းဝင်ဟင်နရီစတင်ဆန်ကယဉ်ကျေးမှုနဲ့ပညာရေးဆိုင်ရာဗဟုချက်မှပြုလို့စစ်အပြီးပြန်လည်တင်းမြောက်ရေးအတွက်ထိမ့်သိမ်းထားတဲ့ကြောင်းညင်းဆိုခဲ့ပြီးနောက်ပဲဖြတ်ခဲ့ပါတယ်။တိုကျိုမျိုးကိုတော့ရွေးချယ်ခြင်းမရှိခဲ့ပါဘူး။ဘာကြောင့်လဲဆိုတော့လာပေါင်းများစွာမိပုံကျဲခံရလို့မြို့တော်ဟာပျက်စီးသွားပြီဖြစ်တဲ့အတွက်ဘုံတန်ကိုတိတိကျကျဆန်းစစ်ဖို့မဖြစ်နိုင်တော့လို့ပါပဲ။အဲ့ဒီအစဟီရိုရှီမာမြို့ဟာအထီးအတွေ့မရှိပဲကြံရှိနေတဲ့အတွက်အတန်ဘုံဟဲ့ဖျက်ဆီးမှုအကျိုးသက်ရောက်မှုကိုရှင်းရှင်းလင်းလင်းတိုင်းတာဖို့စံပြနေရဖြစ်နေခဲ့ပါတယ်။1945ခုနှစ်ဩဂုတ်လ6ရက်နေ့မှာအစီအစဉ်ချမှတ်ထားတဲ့ mission ကိုတီနီယန်ကျွန်းပေါ်က Northfield လေးတပ်အခြေစိုက်စခန်းကနေစတင်ခဲ့ပါတယ်။မနက်9:45မိနစ်တိမှာဗိုလ်မှူးကြီး Paul Dippes မောင်းနေတဲ့ Enola Gay လို့အမည်ပေးထားတဲ့ငွေရောင် Boeing B-29 Super Fortress လေယာဉ်ကြီးဟာကမ္ဘာပထမဆုံးတိုက်ခိုက်ရေးအတွက်အသင့်ဖြစ်နေတဲ့ Little Boy လို့အမည်ပြောင်းပေးထားတဲ့အတမ်ဘုံကိုတည်ဆောင်ပြီးလေယာဉ်ပြေးလမ်းပေါ်ကနေအရှိန်နဲ့ထွက်ခွာသွားပါတယ်။တွဲဖက်လေယာဉ်နဲ့ဆင်းဖြစ်တဲ့ဘုံပေါက်ကွဲမှုအားကိုတိုက်ထားဖို့တပ်ဆင်ထားတဲ့ The Great Artist နဲ့ဓာတ်ပုံမှန်တမ်းရိုက်ကူးမှုတာဝန်ယူထားတဲ့ Necessary Evil တို့ဟာနောက်ကနေကပ်ပါလာခဲ့ပါတယ်။ Little Boy ဟာ Uranium 235တနတ်ပုံစံ fishing ဘုံကမျိုးဖြစ်ပြီးအလေးချိန်အားဖြင့်ခန့်မှန်းခြေ 4,400 ကီလိုဂရမ် 9,900 ပေါင်ရှိပါတယ်။ Uranium ပစ်လက်ပစ္စည်းတစ်ခုကို Uranium ပစ်မှတ်စီအရှိန်ဟွန်နဲ့ပစ်ထွင်းခြင်းအပြင် critical mass ကိုရောက်ရှိအောင်ဖန်တီးထားတာပါ။ထိန်းချုပ်မရနျူကလ িয়ার တပ်ဖြူမှုကွင်းဆက်ကိုစတင်စီပြီး TND ပေါင်း 15,000 တန် 15 ကီလိုတန်နဲ့ညီမျှတဲ့ပောက်ကွဲမှုအားကိုထုတ်လွှတ်မှာဖြစ်ပါတယ်။ကီလိုမီတာ 2,400 ခန့် 6 နာရီကြာပြန်တန်းပြီးနောက်လီယန်အုပ်စုဟာမနက်9 နာရီဝန်းကျင်မှာဂျပန်ပြည်မကိုချင်းကပ်လာခဲ့ပါတယ်။
မိုးလီဝါကအထော်လန်းကြီးလီရင် Straight Flash ကဟီရိုရှီမာမြို့ပေါ်မှာကောင်းငင်ရှင်းလင်းကြောင်းအစောပိုင်းကတည်းကအတည်ပြုခဲ့ပြီးမြို့ရဲ့ကံကြမ္မာကိုတစိမ့်ခတ်ထည့်ပြီးပါပြီအမြင့်ပေ3000ကနေချင်းကပ်လာရင်တစ်ဖက်စာဘုံကျဲမိလမ်းကြောင်းကိုစတင်ခဲ့ပြီးနောက်ဆုံးထိန်းချုပ်မှုကိုဘုံကျဲသူဘိုမူ Thomas Ferravi လက်ထဲကိုလွှဲပြောင်းပေးခဲ့ပါတယ်ဂျပန်ရေဒါကမနက်9:00 နာရီ9မိနစ်ဝန်းကျင်မှာလီယန်အုပ်စုငယ်လေးကိုထောက်လှမ်းမိခဲ့ပြီးဟီရိုရှီမာမှာမူလလေချောင်းရန်ကာကွယ်ရေးအော်တန်တွေထွက်ပေါ်လာခဲ့ပါတယ်ဒါပေမဲ့လီယန်3စင်းပဲတွေ့တော့စစ်တပ်ကဘုံချဲချင်းမဟုတ်ပဲရိုးရိုးရှင်းရှင်းထောက်လှမ်းရေးမစ်ရှင်တစ်ခုသာဖြစ်နိုင်တယ်လို့ယူဆခဲ့ပါတယ်ဝါနဲ့စရာကောင်းတာကတော့သူတို့ဟာအရေးပေါ်အခြေအနေသတိပေးချက်ကိုဖျက်သိမ်းလိုက်ပြီးမြို့အတွင်းကနေ့စဉ်ဘဝကိုပြန်လည်စတင်စေခဲ့ပါတယ် ပောက်ကွဲမှုဟာ microsecond ထက်တောင်နည်းတဲ့အချိန်တွင်ဖြစ်ပွားခဲ့ပြီး TNT 15 ကီလိုတန်ခန့်နဲ့ညီမျှတဲ့စွမ်းအင်ကိုထုတ်လွှတ်ခဲ့ပါတယ်။ချက်ချင်းဆိုသလိုမျိုးတော်တစ်ခုလုံးကိုဖြူစင်တောက်ပတဲ့အလင်းတိုင်းတစ်ခုကဝါမျိုးပစ်လိုက်ပြီးမိုင်ပေါင်းများစွာအထိမြင်နိုင်ခဲ့ကနေမင်းထက်တောင်ခဏတာပုံမတောက်ပခဲ့ပါတယ်။မြေပြင်ပေါ်ကမျက်မြင်သက်သေတွေကပြင်းထန်တဲ့အလင်းရောင်နောက်မှာကြီးမားပြီးနားကွဲမတက်ကျဲလောင်တဲ့ပောက်ကွဲတံကြီးထွက်ပေါ်လာကြောင်းဖော်ပြခဲ့ပါတယ်။မီးတောက်တွေနဲ့ပြည့်နှက်နေတဲ့ nucleus မီးလုံးကြီးဖြစ်ပေါ်လာပြီးအချင်းမီတာ200ခန့်အထိလျင်မြန်စွာကျယ်ပြန့်သွားကထိတွေ့တဲ့အရာအလုံးကိုအငွေ့ပြန်သွားစေခဲ့ပါတယ်။အပြင်မှာကိုဖျားထွက်လာတဲ့ပောက်ကွဲမှုလိုင်းကမယုံနိုင်စရာဖျက်ဆီးမှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။မီတာ340ခန့်အတွင်းမှာကွန်ကရစ်အဆောက်အအုံအားလုံးနီးပါးဖျက်ဆီးခဲ့ပြီးတေဆုံးမှုနှုန်းဟာ100%နီးပါးကိုဖြစ်ခဲ့ရပါတယ်။ တမန်ရောအထိအဖင်ပတ်အကွာအဝေးမှာလူနေအဆောက်အအုံတွေပြိုကျခဲ့ပြီးမီးလောင်ကျွမ်းမှုတွေနေရာအနှံ့ဖြစ်ပွားခဲ့ကအသက်ဆုံးရှုံးမှုအကြီးအကျယ်ဖြစ်ပေါ်ခဲ့ပါတယ်။၃မိုင်အထိပိုမိုဝေးတဲ့အကွာအဝေးမှာတောင်တုံလုံးမှုလိုင်းကပဒင်းပေါက်တွေကိုခွဲပစ်ခဲ့ပြီးလင်းရောင်ကိုမြင်ပြီးနောက်ဆက်စုကျင်စိမ့်ညံပဒင်းပေါက်ကိုချင်းကပ်လာတဲ့ထောင်ပေါင်းများစွာသောလူတွေဒဏ်ရာရခဲ့ကြပါတယ်။ပြင်းထန်တဲ့အပူတဲ့ရောင်ချီကအရေပြားအကွာတွေကိုနက်နက်ရှိုင်းရှိုင်းထိုးဖောက်ဝင်ရောက်ပြီးတတိယဒီဂရီမီးလောင်ဒဏ်ရာတွေကိုဖြစ်ပေါ်စေခဲ့ရာထောင်ပေါင်းများစွာသောအသက်ရှင်ကြံရစ်သူတွေကိုအပြင်းအထန်ယူပြက်ဆင်းရဲဖြစ်စေခဲ့တာဒါမှမဟုတ်မတန်ဆွမ်းဖြစ်စေခဲ့ပါတယ်။2 ကီလိုမီတာခန့်အတွင်းမှာအပူရှိန်မှချက်ချင်းဆိုသလိုတတိယဒီဂရီမီးလောင်ဒဏ်ရာတွေကိုဖြစ်စေလောက်အောင်ပြင်းထန်ခဲ့ပြီးမြို့တစ်မြို့လုံးမှာမီးတွေတပြိုင်နက်ထလောင်ခဲ့ရာနာဟီပေါင်းများစွာကြာအောင်လောင်ကျွမ်းနေတဲ့သေစေနိုင်တဲ့မီးမုန်တိုင်းကိုဖန်တီးခဲ့ပါတယ်။ဟီရိုရှီမာမြို့ရဲ့ခံမှန်းခြေလူဦးရေ3,500,000တဲကလူပေါင်း9,000မှ8,000ခန်းဟာပောက်ကွဲမှုအပူဒဏ်နဲ့ချက်ချင်းရောင်ချီတက်မှုတို့ကြောင့်ချက်ချင်းသေဆုံးခဲ့ရပါတယ်။နောက်ဆက်တွဲကတော့နှစ်တွေကြာတဲ့အခါရောင်ချီတဲ့ယောဂနဲ့မီးလောင်ဒဏ်ရာနဲ့ဆက်ဆက်ကကင်ဆာယောဂတွေကြောင့်ထောင်ပေါင်းများစွာသောလူတွေထပ်မံသေဆုံးခဲ့ရပြန်ပါတယ်။1945ခုနှစ်ကုန်ဆုံးချိန်မှာတင်စုစုပေါင်းသေဆုံးသူဦးရေဟာ3,400,000ကျော်အထိရောက်ရှိခဲ့ပါတယ်။ အဲ့ဒီနေ့ညနေပိုင်းမှာသမ္မတထရူမန်ကကဘာကိုတီဂျီလီနက်စွာမိန့်ခွန်းပြောကြားခဲ့ပါတယ်။ဂျပန်တို့သာကျွန်ုပ်တို့ရဲ့စီကံချက်တွေကိုအခုမလိုက်နာဘူးဆိုရင်သူတို့ဟာဒီကဘာမီပေါ်မှာတခါမှမမြင်ဘူးသေးရဲ့လေထဲကနေမိုးရွာသလိုပျက်စီးခြင်းမျိုးကိုမျှော်လင့်နိုင်ပါတယ်လို့ကြေညာခဲ့ပါတယ်။မကြုံမှုစဘူးပျက်စီးဆုံးရှုံးမှုတွေရှိနေပေမဲ့ဂျပန်ခေါင်းဆောင်တွေကတော့ပြည်တွင်းကွဲပြားမှုနဲ့မယုံကြည်နိုင်မှုတွေကြောင့်လေပြေပန်းဆိုင်နေစေဖြစ်ပြီးအညံ့ခန့်ဖို့ကမ်းလှမ်းခြင်းမပြုခဲ့ပါဘူး။ဒါကြောင့်နောက်ထပ်အက်ဒမ်ဘုံတစ်လုံးချဖို့ဆုံးဖြတ်ချက်ကိုဆက်လက်ချမှတ်ခဲ့ပါတယ်။1955ခုနှစ်ဩဂတ်စ်လ9ရက်နေ့ဟီရိုရှီမာပျက်စီးပြီး3ရက်အကြာမှာဂျပန်ကိုအညံ့ခံဖို့တွန်းအားပေးဖို့ရည်ရွယ်ပြီးတီနီယန်ဂျွန် North Field လေတပ်အခြေစခန်းကနေနောက်ထပ်အက်ဒမ်ဘုံချဲချမဲ့မစ်ရှင်တစ်ခုစတင်ခဲ့ပြန်ပါတယ်။ဒီတစ်ခါမှာ B-29 လေယာဉ်6စင်းကိုတီးခြားတာဝန်တွေပေးအပ်ခဲ့ပါတယ်။အဓိကလေယာဉ်ဖြစ်တဲ့ဝိုမူ Charles Sweeney မောင်းတဲ့ငွေရောင် B-29 box car က Fat Man လို့အမည်ရတဲ့ Plutonium အခြေခံ implosion ပုံစံ atom ဘုံကိုတည်ဆောင်ခဲ့ပါတယ်။ဒီဘုံဟာ Hiroshima မှာအသုံးပြုခဲ့တဲ့ uranium အခြေခံဘုံတဲ့ပုံမရှုပ်ထွေးပြီးပုံမအားကောင်းပါတယ်။ The Great Artist ကပောက်ကွဲမှုတိုင်းနာမှုကေရီနဲ့တာဝန်ယူထားပြီး Big Sting ကိုတယုံမတန်းအတွက်တာဝန်ပေးအပ်ခဲ့ပါတယ်။ဂျာဒီဥရုထောက်လန်ရေးလေယာဉ်နှစ်စင်းဖြစ်တဲ့ကိုကူလာဘောကအခြေအနေကိုစောင့်ကြည့်တဲ့ Enola Gay နဲ့ Nagasaki ကိုစစ်ဆေးတဲ့ Legend Dragon တို့ကရှေ့မှာပြန်သွားပြီးအကြံလေယာဉ် Full House ကတော့နီးပညာပြဿနာကြောင့်အစောပိုင်းမှာပြန်လှည့်သွားပါတယ်။ The Great Artist တဲ့ကပောက်ကွဲမှုတိုင်းတာရေးကိရိယာတွေနဲ့တာဝန်ယူထားပြီး Big Sting ကို
ဓာတ်ပုံမှတ်တမ်းအတွက်တာဝန်ပေးရခဲ့ပါတယ်။ရာသီဥတုထောင်လှမ်းရေးရင်တဆင်းဖြစ်တဲ့ကိုကူရာပေါ်အအခြေအနေကိုစောင့်ကြည့်တဲ့အနိုလာဂီနဲ့နာဂါဆာကီကိုစစ်ဆေးတဲ့ Legend Dragon တို့ဟာရှေ့ကပြန်တန်းခဲ့ပြီးအပူလီရဲ့ Full House ကတော့နီးပညာပြဿနာကြောင့်အစောပိုင်းမှာပြန်လက်သွားခဲ့ပါတယ် လေရင်စတင်ပြန်တန်းပြီးမကြခင်မှာပဲ box ကားဟာကြီးမားတဲ့ပြဿနာတစ်ခုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။စီပြောင်းပန့်တစ်ခုပျက်စီးသွားလို့ C640 ဂါလန်ခန့်ကိုအသုံးမပြုနိုင်ပဲဖြစ်နေပါတယ်။အချိန်ထဲမှာပင် Big Sting ကဂျပန်ပြည်မရောတောင်ဘက်ယာကုရှီမာကျွန်းယာကုရှီမာ Island ပေါ်မှာစီစဉ်ထားတဲ့ချင်းဆိုမှုကိုတိတိကျကျရောက်ရှိဖို့ပြက်ကွက်ခဲ့ပါတယ်။မမှန်ကန်တဲ့အမြင့်နဲ့ပြန်တန်းပြီးလမ်းကြောင်းကိုရှေ့ရားစွာကွေးပတ်နေခဲ့ရာရှုပ်ထွေးမှုနဲ့နှောင့်နှေးမှုတွေထစ်ပေါ်စေခဲ့ပါတယ်။လေရင်အုပ်စုဟာသူတို့ရဲ့အဓိကပစ်မှတ်ထတဲ့ကော်ကူရာမြို့စီကိုဆက်လက်ပြန်တန်းခဲ့ပါတယ်။ရောက်ရှိတဲ့အခါမှာမြင်ကွင်းဟာအရေးကြီးတဲ့အခြေအနေအထိဆိုးရွားနေပါတယ်။တစိမ့်တစ်ပိုင်းကတိမ်တွေကြောင့်ဖြစ်ပေမဲ့အများစုကတော့အနီးနားကရဟာတာတမ်နီဇက်ယုံရဲ့အလုသမားတွေဟာဘုံကျဲတိုက်ခိုက်မှုတွေကနေမြို့ကိုတမင်တကန်ဖုံးကွယ်ဖို့အတွက်ကတ်တရာစေမီးသွေးရွဲတွေကိုမီးရှို့ပြီးအနစ်ရောင်မီးကိုလုံးကြီးတွေကိုဖန်တီးခဲ့လို့ပဲဖြစ်ပါတယ်။ ဘော့စကာဟာကိုကူရာမြို့ပေါ်မှာတောင်းကျင်တိုင်တိုင်ဘုံကျဲဖို့စ조사ခဲ့ပေမဲ့ဘုံကျဲသူကပတိန်ကာမစ်ဘေယန်ကပြစ်မှတ်ကိုမျက်မြင်အတီးပြုတ်ဖို့ရုန်းကန်နေရတာကြောင့်အားလုံးမအောင်မြင်ခဲ့ပါဘူးသူတို့ကိုပုံမဖိအားပေးလာတာကတော့ဂျပန်လေရင်ပစ်အမြောက်တပ်ရဲ့တိကျမှုမြင့်တက်လာခြင်းပဲဖြစ်ပါလေနောက်ဆုံးမှာတော့တတိယအကြိမ်ဂျိုးပန်းမှုအောင်မြင်မှုမရရှိတဲ့နောက်လေရင်အမှုထမ်းတီဟာကိုကူရာကိုစွန့်လွတ်ပြီးသူတို့ရဲ့ဒုတိယပြစ်မှတ်ဖြစ်တဲ့နာဂါဆာကီစီကိုဥတီခဲ့ပါတယ်ကိုကူရာမြို့ကိုဘုံကျဲရန်ပြက်ကွက်ခဲ့ခြင်းကနောက်ပိုင်းမှာဘေးအန္တရာယ်ကနေတတိမထားမိပဲအသက်မသေးပဲလွတ်မောက်သွားခြင်းကိုရည်ညွှန်းတဲ့ကိုကူရာကန်ကောင်းခြင်းဆိုတဲ့စကားစုကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဘော့စကာဟာနာဂါဆာကီစီကိုအနောက်တောင်ဘက်လှည့်လိုက်ခြင်းမှာစီကအရေးပါတဲ့ပမာဏအထိနှဲပါနေပါပြီ။ဘုံအပြည့်အစုံတတ်ဆင်ထားတဲ့အတန်ဘုံညက်ဆင်းသက်ဖို့ကအလွန်အန္တရာယ်များလို့ပင်လယ်ထဲပစ်ချတာကပိုကောင်းတယ်လို့အမှုတန်းတွေချိုးတင်သဘောတူထားပေမဲ့မြင်ကွင်းရှာဖွေမှုမအောင်မြင်ကနာဂါဆာကီပေါ်မှာရေဒါညက်ဘုံကျဲနိုင်ဖို့ဆုံးဖြတ်ခဲ့ပြီးပြစ်ချခြင်းကိုနောက်ဆုံးနီလန်းအဖြစ်သာထားရှိခဲ့ပါတယ်မနက်7 နာရီမတိုင်ခင်လေးမှာလေရင်အုပ်စုဟာနာဂါဆာကီကိုရောက်ရှိလာခဲ့ပါတယ်ဒီနေရာမှာလည်းမြင်ကွင်းကမကောင်းပါဘူးဒါပေမဲ့တိမ်တွေရုတ်တရက်ကွဲသွားတာကြောင့်ဘေးရန်ဟာခဏတာပြစ်မှတ်ကိုမြင်တွေ့ခဲ့ရပါတယ်မနက်7 နာရီတိတိမှာ The Great Artist ဟာပေါက်ကွဲမှုကိုတိုင်းတာမှုဒီဇိုင်းထုတ်ထားတဲ့ဂရိယာဘူးတွေကိုချခဲ့ပါတယ်။မနက်7 နာရီ2 မိနစ်တိမှာ Fat Man ဟာနာဂါဆာကီမြို့အပေါ်မှာပေါက်ကွဲခဲ့ပြီးဂျပန်နိုင်ငံအပေါ်နောက်ထပ်သိစီနိုင်တဲ့အတန်ပေါက်ကွဲမှုကိုထုတ်လွှတ်လိုက်ပါတယ်။ Fat Man ဟာနာဂါဆာကီအထက်မီတာ903ခန်းမှာပေါက်ကွဲခဲ့ပြီး21ကီလိုတန်ခန့်ရှိတဲ့စွမ်းအင်ကိုထုတ်လွှတ်လိုက်ပါတယ်။ချက်ချင်းဆိုသလိုအချင်းမီတာ222ခုခန့်ရှိတဲ့ကြီးမားတဲ့နျူကလ িয়ার မီလုံးကြီးဟာမြို့လေကိုဖုံးလွှမ်းသွားပြီးခဏတာအတွင်းနေမင်းရဲ့မျက်နှာပြင်ထက်ပိုပူတဲ့အပူချင်းကိုထုတ်ပြီးခဲ့ပါတယ်။ဒီနယ်ပယ်ထဲမှာရှိတဲ့မီတိယာမှာမဆိုပျက်စီးသွားခဲ့ပါတယ်။အဆောက်အဦများရင်းများလူသားများဟာမျက်စိစုံမိတ်လိုက်တဲ့အလင်းတန်းတစ်ခုတွင်ပျောက်ကွယ်သွားခဲ့ပါတယ်။ကနာဦးပောက်ကွဲမှုလိုင်းဟာအပြင်ဘက်ကိုဆန့်ထွက်သွားပြီးမီတာ960ခန့်အချင်းဝတ်အတွင်းမှာအားဖြည့်ကွန်ကရစ်ဖောက်ဦးအုံဒီကိုပါဖြိုးချပစ်ခဲ့တဲ့အလွန်ဆိုးရွားတဲ့ဖြစ်စည်းမှုတွေကိုဖြစ်စေခဲ့ပါတယ်။1.9 ကီလိုမီတာခန့်ပိုမိုကျယ်ပြန့်တဲ့အချင်းဝတ်အတွင်းမှာလူနေနဲ့စီးပွားရေးအဆောက်အဦအုံတွေပြိုကျခဲ့ပြီးမီးလောင်ကျွမ်းမှုတွေထိမနိုင်အောင်ထိပွားခဲ့ကထိခိုက်ဒေဆုံးမှုတွေကျယ်ပြန့်ခဲ့ပါတယ်။နာဂါဆာကီမြို့သူမြို့သားတောင်းနဲ့ချီတဲ့လူတွေဟာပြင်းထန်တဲ့တရားတွေရရှိခဲ့ကြတာဒါမှမဟုတ်အပျက်စီးတွေအောက်မှာပိတ်မိနေခဲ့ပါတယ်။1945ခုနှစ်ကုန်ဆုံးချိန်မှာနာဂါဆာကီမြို့မှာလူပေါင်း6000မှ8000ခန့်ဟာပေါက်ကွဲမှုမီးလောင်မှုနဲ့ချက်ချင်းရောင်ကြီးတစ်မှုတို့ကြောင့်သေဆုံးခဲ့ရပါတယ်။ဂျပန်ရဲ့ပြဿနာတွေကိုပုံမဆိုးရွားစေတာကတော့ဩဂုတ်လ10ရက်နေ့တန်းခေါင်ရက်မတိုင်မီလေးမှာဆိုဗီယက်ယူနီယံကဂျပန်သိမ်းပိုက်ထားတဲ့မန်ချူရီးယားကိုကြီးမားတဲ့ကျူးကျော်မှုစတင်ခဲ့ပြီးဆိုဗီယက်ရဲ့ဂျာဝန်စေးစက်ရေးအတွက်ဂျပန်ရဲ့နောက်ဆုံးမျှော်လင့်ချက်ကိုချိုးဖျက်ပစ်ခဲ့ပါတယ်။အတန်ဘုံကျဲချုံမှုရဲ့မကြုံစဘူးပက်စီဆုံရှုံမှုနဲ့ကြီးမားတဲ့ဆိုဗီယက်ထိုးစစ်ဘေးအန္တရာယ်ရဲ့ဖွံ့မှုနဲ့လည်းရင်ဆိုင်ရချိန်မှာအင်ပရီယာဟီရိုဟီတိုဟာဆက်လက်ခုခံကြဟာအချီနီဖြစ်ကြောင်းလက်ခံခဲ့ပါတယ်။သူပြောတာကရှန်သူမှာအသစ်ဆုံးနဲ့အကြမ်းတမ်းဆုံးဘုံရှိကြောင်းသူ့လူမျိုးတွေကိုကြေညာခဲ့ပါတယ်။
နောက်ဆုံးမှာတော့1945ခုနှစ်ဩဂုတ်လ15ရက်နေ့မှာဂျပန်ကချွင်းချက်မရှိအညံ့ခံကြောင်းကြေညာခဲ့ပါတယ်။စက်တင်ဘာလ2ရက်နေ့မှာတိုကျိုပင်လယ်အော်ရှိ USS Missouri စစ်သင်္ဘောပေါ်မှာတရားဝင်အညံ့ခံစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ပြီးဒုတိယကမ္ဘာစစ်ကိုတရားဝင်အဆုံးသတ်ခဲ့ပါတယ်။ ယနေ့မှာလူသားတွေနျူကလ িয়ার လက်နက်တွေနဲ့ရန်သူကိုဖျက်ဆီးဖို့အဖန်ထုတ်လုပ်နေကြတာ280နီးပါးရှိပါပြီ။ဒီကံကြမ္မာဆိုးတဲ့အဖြစ်ပြက်တွေဖြစ်ပွားခဲ့တာဆယ်စုတွေ8စုကြာခဲ့ပေမဲ့ဒီလက်နက်တွေရဲ့အရေးအောက်မှာကမ္ဘာကြီးကနေထိုင်နေရဆဲပါ။ဟီရိုရှီမာနဲ့နာဂါဆာကီဟာဒီလက်နက်တွေကိုစစ်ပွဲမှာပထမဆုံးနောက်ဆုံးအသုံးပြုခဲ့တဲ့အချိန်ထိထာဝရရှိနေပါစေလို့မျှော်လင့်ရမှာပဲဖြစ်ပါတယ်။ ဒီနေ့တော့ဒီလောက်ပါပဲနောက်ထပ်မှတ်သားစရာစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတင်ဆက်ပေးနိုင်ဖို့ follow and like လေးလောက်လီကူညီခဲ့ပါဦးအားလုံးပဲကျေးဇူးပါခင်ဗျာ Mingala Learn. Expand your view.